အားလုံးပဲမင်္ဂလာခင်ဗျာကာစီနို YouTube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Mobile Legends မှာလက်ရှိဆော့နေအကောင့်မို့ပဲနဲ့နောက်ထပ်အခြားအကောင့်တစ်ခုကို final လေးပြန်တောင်းစရာမလိုအောင်ဘယ်လို quiz ဆော့လို့ရနိုင်မလဲဆိုတာကိုမျှဝေပေးတော့မှာဖြစ်ပါတယ်ကိုလူတီးထားကြတဲ့အတိုင်းပဲကျွန်တော်ဝင်ထားတဲ့ Mobile Legends အကောင့်ကိုမို့ပဲနဲ့အသစ်ဆော့ခြင်းလို့ဆိုပြီးတော့ Mobile Legends app ကိုဖျက်ပြီးတော့ပြန်ထည့်လိုက်မယ်ဆိုလို့ရှိရင်တော့ပါပဲကျွန်တော်ငကိုဝင်ထားတဲ့အကောင့်ကိုပဲပြန်ရောက်နေမှာဖြစ်ပါတယ်ကျွန်တော်အခုပြောပြပေးသွားမယ်နီးလန်းလေးကဘန်းခံထားတဲ့အကောင့်တစ်ခုကိုဝင်ပြီးသွားပြီးတော့အကောင့်ပြန်ချိန်ပြရတော့ရဲ့အချို့ကိုလူရဲ့အတွက်ဆိုလို့ရှိရင်လုံးဝကိုအဆင်ပြေသွားစေမယ့်နီးလန်းလေးပဲဖြစ်ပါတယ်ခင်ဗျာအရင်ဆုံးကိုလူအနေနဲ့အကောင့်တစ်ဖွင့်ဆော့ရမယ်ဆိုလို့ရှိရင်အသုံးပြုပြရမယ့် app လေးကတော့ Set အခိုင်ပါ app တစ်ခုပဲဖြစ်ပါတယ်ဒီကောင်လေးကိုတော့ကျွန်တော်အနေနဲ့ Mobile Legends file တွေပြန်တောင်းစရာမလိုအောင်အသုံးပြုပေးရမှာဖြစ်ပါတယ်ကိုလူအနေနဲ့ Set အခိုင်ပါ app ကိုမရှိသေးဘူးဆိုလို့ရှိရင် Play Store မှာအလွယ်တကူသွား download ရတယ်လို့ကျွန်တော်ရဲ့ Telegram channel မှာလည်းတင်ပေးထားမှာဖြစ်ပါတယ်အဲ့ကောင်လေးကိုအရင်ထည့်ထားလိုက်ပါတော့ Okay ထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့ Set အခိုင်ပါတွေကိုဝင်လိုက်ပါမယ်အထဲကိုရောက်လာပြီဆိုလို့ရှိရင်တော့ Android file နဲ့ဝင်လိုက်ပြီးတော့ရင် data တွေကိုဆက်ဝင်လိုက်ပါမယ်ပြီးတော့ဒီထက်မှာ Can.Mobile Legends file ကိုအရင်ရှာပေးရမှာဖြစ်ပါတယ် Okay ကိုလူရဲ့ဖုန်းမှာ Android data file တွေပေါ်မနေဘူးဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ channel ထဲမှာလုပ်ပြီးတင်ပေးထားတာရှိပါတယ်တွားရောက်လေးလာကြည့်လို့ရပါတယ်ခင်ဗျာ Okay တွေ့ပြီဆိုလို့ရှိရင်တော့ iPhone ကို rename ပြောင်းပေးဖို့လိုအပ်ပါတယ်အဲ့ကောင်လေးကိုတစ်ချက်ဖိထားလိုက်ပြီးရင် rename ဆိုတဲ့ကောင်လေးကိုစနစ်လိုက်ပါဒါပြီးရင်တော့ဒီကောင်လေးကိုကျွန်တော်ပြထားသလိုလေးပဲဖြစ်ဖြစ်ပြောင်းပေးပြီးတော့ Okay ကိုနှိပ်ပေးလိုက်ပါခင်ဗျာ Okay ပြီးသွားရင်တော့ home screen ကိုပြန်ထွက်လိုက်ပြီးရင်တော့ကျွန်တော်တို့ရဲ့ Mobile Legends app ကိုတစ်ချက်ဖိထားလိုက်မယ်ပြီးရင်တော့ app info ကိုတွားလိုက်ပါမယ်ခင်ဗျာဒီကောင်ကို clear data လုပ်ပေးရမှာဖြစ်ပါတယ် storage ကိုတစ်ချက်နှိပ်လိုက်ပြီးရင်အောက်မှာရှိရဲ့ clear data ကိုနှိပ်ပြီးတော့ clear all data ကိုစနစ်ပေးလိုက်ပါခင်ဗျာ Okay clear data လုပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ဖုန်းတွေက setting တွေကိုတစ်ချက်ဝင်ပေးလိုက်ပါ setting တွေကိုရောက်လာပြီဆိုလို့ရှိရင်တော့ဒီအောက်မှာ app ဆိုတဲ့ကောင်လေးရှိပါတယ်အဲ့ကောင်လေးတွေဝင်လိုက်ပါပြီးရင်တော့ search bar မှာ Google လို့ရိုက်ချပေးလိုက်ဒီမှာကျွန်တော်လိုမျိုးဖြစ်နေရဆိုလို့ရှိရင်ဒီအောက်မှာရှိရဲ့ show result ဆိုတဲ့ကောင်လေးကိုနှိပ်လိုက်ပါခင်ဗျာပြီးရင်တော့ဒီကောင်ကိုလည်း clear data လုပ်ပေးအောင်မှာဖြစ်ပါတယ်အောက်နာက clear data ကိုနှိပ်လိုက်ဒီလိုပေါ်လာပြီဆိုလို့ရှိရင် manage page ကိုစနစ်မယ်ပြီးရင်တော့အောက်ဆုံးက clear all data ကိုနှိပ်ပြီးတော့ကျွန်တော်တို့ delete ကိုစနစ်ပေးလိုက်ပါခင်ဗျာ Okay အားလုံးပြီးသွားပြီဆိုလို့ရှိရင်တော့အကုန်ပြန်ထွက်ပြီးတော့ set အခိုင်ပါတွေကိုပြန်ဝင်လိုက်ပါမယ်ပြီးတော့ရင်တော့ကျွန်တော်တို့အစ name change ခဲ့တဲ့ Mobile Legends file ကိုငကို name အတိုင်းပြန် change ပေးပြီးတော့ Okay ကိုနှိပ်ပေးလိုက်ပါခင်ဗျာဒါဆိုလို့ရှိရင်တော့ကိုလူအနေနဲ့လှုပ်ဆောင်ရမယ့်အဆင့်တွေပြီးသွားပြီပဲဖြစ်ပါတယ်ဒီကောင်တွေအကုန်လုံးကိုရှင်းပြီးတော့ game နဲ့ဝင်ကြည့်လိုက်လို့ရပြီပဲဖြစ်ပါတယ်ခင်ဗျာဒီမှာဆိုလို့ရှိရင်ကိုလူတွေ့ရတဲ့အတိုင်းပါပဲဒီမှာ game အကောင့်အသစ်ဆော့ဖို့အတွက်ပေါ်နေတော့မှာဖြစ်ပါတယ်ထုံးစံအတိုင်းပဲကိုထားခြင်းနဲ့ in game တွေရွေးစရာရှိတာဘာညာရွေးပေးပြီးတော့သူဆော့ခိုင်းတဲ့အတိုင်းလေးတိုက်ဆော့ပေးအောင်မှာဖြစ်ပါတယ်classic က3ဘွဲလား4ဘွဲလားမသိဘူးဆော့ပေးရမယ်ကိုလူရဲ့အကောက်က level 8ရောက်မှ even အပြည့်စုံနဲ့အကောက်ချိတ်ဖို့ဘာညာပေါ်လာမှာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ကိုလူတွေ့ရတဲ့အတိုင်းပဲ file လေးလည်းပြန်တောင်းစရာမလိုဘူး hero တွေ skin တွေအားလုံးကိုပုံမှန်အတိုင်းပဲအကုန်မြင်ရမှာဖြစ်ပါတယ်ကိုလူအနေနဲ့အကောက်တစ်ဆော့ခြင်းတိုင်းအခုနီးလန်းကိုပဲသုံးပြီးတော့စိတ်ကြိုက်ဖွင့်ဆော့လို့ရမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တွေကတော့ပြီးကြမှာကိုလူကိုလုံးစရာရှိတာဆက်လုပ်ကြပါတော့ Okay ဒီနေ့ဗီဒီယိုလေးကတော့ဒါတော့ပါပဲခင်ဗျာကျွန်တော်ပြောပြပေးခဲ့တဲ့နီးလန်းလေးကလွယ်ကူပြီးတော်တော်လေးအဆင်ပြေတဲ့နီးလန်းလေးဖြစ်တာမလို့ကိုလူအနေနဲ့လည်းသဘောကျကြမယ်ထင်ပါတယ်နောက်လည်းကျွန်တော်ရဲ့ channel လေးမှာ Mobile Legends ပတ်ကြီးပြန်တခြား game နဲ့ပတ်သက်ပြီးအသုံးဝင်မဲ့အကြောင်းအရာတွေ Game Booster လေးအကြောင်းကိုအမြဲတမ်းတင်ဆက်ပေးတော့မှာဖြစ်လို့ channel လေးကို subscribe လုပ်ထားပြီးတော့စောင့်ကြည့်နိုင်မှာဖြစ်ပါတယ်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပေးကြလို့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်ခင်ဗျ